အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာတော့ Viking ခေတ်ကြီးတစ်ခေတ်တည်းကျွန်တော်တို့ရောက်ရှိနေပါတယ်ဗျ Viking ခေတ်ကြီးဆိုတော့ငကားရရှိပေါ့နော် Yeah ငကားရဘာလို့တုံးဆိုငကားရကြိုက်တာဗောကွာဘာလားဗောဟုတ်ကျွန်တော်ပြောမိဒါတော့ကျွန်တော်ကိုယ်တိုင်လောက်ထားတဲ့စက်ကင်လေးဖြစ်ပါတယ်ခင်ဗျာဘိုင်နာမှာ S ဆိုတာ sweet ကိုပြောပါခင်ဗျာမိုက်ရနော်ကျွန်တော်ကိုယ်တိုင်လောက်ထားဒါကျွန်တော်တို့ Viking ခေတ်ကြီးရဲ့ရောင်းတာဆိုတော့မသိအောင်ကျွန်တော်စူးစမ်းရမယ်ဗျ Viking Kick ဆိုတာလဲဆောင်းကြောက်ဖို့ကောင်းတာဟုတ် Viking နဲ့ကျွန်တော်လာတီးသွားဘယ်လိုလုပ် Viking နဲ့မဟုတ်ဘူးဗျအရင်အနေများတခါရလဲရှိနေပြန်ရောကျွန်တော်တို့အခုလက်ထက်မှာပေါ့နော်ပေးကက်လည်းရပြီတော့ကျွန်တော်တို့ကြောက်တုံးတူးမယ်ပေါ့ Yeah ကြောက်တုံးတူးမယ်ညငါပတ်ကွာကောကွာအာကွာရှိုက်တာညငါပတ်ကွာကောယုံနေမို့လားရှုံရင် subscribe လုပ်ခဲ့ကြပါတော့ကျွန်တော်ကြောက်တုံးနေ20ကျော်လောက်ထိကျွန်တော်တူးမယ်ပေါ့နော်ကြောက်တုံး24တောင်းလဲရပြီဆိုပေါ့နော်ကျွန်တော်တို့ Minecraft ရဲ့ Stone Tool လေးကျွန်တော်လုပ်လိုက်ကြရအောင်ဗျဒီထဲမှာလုံးစရာရအရင်များတယ်လို့ခန်းစားရ Furnace တကူလောက်မှာပေါ့နော်အရင် X ကလုံးမှာပါလောက်လိုက်ဆွဲငါကိုမျိုးဖိုင်နော်ဆွဲအဲ့လိုဒါနောက်ကျရင်လိုလာတော့တယ်ငါအိမ်ပြီးမှစိုက်ရရလေးကြာကြားရပါငါဘာမှလည်းလုံးစရာမှမရှိရ Wow cool bro ညတော့ကေပါတို့ကျွန်တော်သွားပြီးတော့တက်ဖို့အဘက်ကန်ကျွန်တော်သွားရအောင်ဗျာရောင်ရေးတို့မလုံးခင်ကြည့်ပါအောင်အားနေတွေ့လာတယ်ဗျာထီပေါက်ပြီးပြုတ်ဟိုပါဘောနော်ကျွန်တော် channel ကိုလည်း subscribe လေးလုပ်ခဲ့ကြပါအောင်ဗျပြီးသွားရင်ကျွန်တော်တငယ်ချင်းမီဂါဆိုင်ဆိုတဲ့ channel လေးလည်းလုပ်ခဲ့ကြပါโอเคရပြီအိုင်းရောနှစ်တုံးနဲ့နှစ်တုံးဆိုငါဘာလို့လဲဘာမှမလုပ်လို့မရနှစ်တုံးနဲ့ဓာတ်လုံးရင်ဘာမှသုံးဝင်ပေါ့နော်အိုင်းယွန်ဖိခတ်ဒါမှမဟုတ်အိုင်းယွန် X အားပဲကောင်းတယ်ဒါကျွန်တော်ကညံကြီးရှင်ပေါ့ဒီဟာရလိုရထင်ပြီးတော့ကျွန်တော်ပြီးတော့တည့်ရမလားခိုးတာမတွေ့ရင်လေညောင်မီးသွေးတယ်ဒါလှရနော်ဟောဟာဘာယုံအေးပါကွာတိုးပါတဲ့မိုးချမ်းမင်းခဏကိုဘယ်လိုလုပ်ပဲတော့မသိငါလန့်သွားပဲခွန်းဘာပဲဖြစ်ဖြစ်ဘရောအလကားရတဲ့ခိုးတုံကြီးလကားရတဲ့ဒုတ်ကြောက်တုံးတွေတူးမယ်ပြုတ်သူနဲ့ experience level ရတော့ကျောင်း9ရောက်သွားပြီနော် wish ကြာထပ်ပြုတ်ကြပတ်ွားကောအထိဒါမှတော့လုံးဆရာမရှိပါဘူးငါမှအာယွန်းနဲ့တားရှိဘာကင်ကောင်းမဘိုက်တွက်လားရောက်ကွာဆွဲမေးနာကွာရှူကောရနေနဲ့ရှူလေးဖွင့်ဖို့မေးသွားတယ်ဗျဒီတိုင်းမှာဘာလို့ဒေးရတူးဖြစ်နော်တိလားမသိဘူးလားကျွန်တော်ဒီတိုင်းဗျာ screenshot လေးပါလေးရိုက်ရှင်လို့ကျွန်တော်ကမြင်ထားငါခုံတဲ့နေရာခလုတ်ကအမြဲတမ်းဒီနားမှာထားကွာcoordinate ကိုမှတ်ထားရအောင်မှတ်ဖို့ကတည်တဲ့နေရာမှာတင်ပြန်ပြီးသက်ပုံးလိုက်ငါမင်းကလည်းဒီကွာဒီ series တစ်လျှောက်လုံးကမသိရင်လာပြော okay လားကျွန်တော်အစားအစာသွားရှာကြရအောင်ဗျရီရှိရောင် berry လေးအများကြီးberry တွေ့ပြီကျွန်တော်မှုထက်တွေ့
မှုလေးစားလို့ရမလားမှုဆွတ်ပြုတ်very cool ဝလဲဟာဖျုံမွေးကြိုက်တဲ့တိုင်းပဲကွာခံဘူးလို့လားဆိုမခံဘူးပေါ့ကြာထပ်ပြီးတစ်ခုခုရှာလောက်မယ်နော် Oh my god ရောင်ရေးချက်တေးရောင်ရေးဟိုဒီမဲ့ what not even close baby techno blade never die bro မတက်ခင်အဲ့ခါတာရွေးရပါနော် yeah တီသွားမှာဆိုလို့ရောင်ဖိုက်စားလာပြီးရောင်ရေးဘာမှငါမလို့အသေးကြီးလေးလေးငါတစ်တုံးလေးကိုငကားလိုပဲမြေတုံးထဲမှာမြင်အောင်မိဒီထဲမှာလည်းမျိုးရဆိုင်းတော့ဆို what the fuck တွေဖြစ်ကုန်လိမ့်မယ်တိုင်ကားပိုင်ရုံမို့လို့လားမသိဘူးအာငကားကိုမတွေ့ဘူးဟိုဒီမိုလေးလာမခိုးတော့မှုမကြိုက်စိတ်ပြောင်းသွားပြီYou can ask the flower I say for hour yeah မရှင်ကြိုက်ကြလားဗျကြရင် subscribe လုပ်ကြမကြရင် like လုပ်အလေဟုတ်တယ်ဗျို့ဘာလိုနဲ့ဘာလိုပေါ့နော်အေးဘယ်ရောက်လာကြတာတော့ပတ်တော့အောင်မယ်ဗျာတခုခုထပ်တွေ့အောင်ထက်ချအာလှတယ်ဟောတောင်းရင်ချန်ပီယံနဂါအိုင်oi what the heck hello my dragon I love this no he didn't like it ရောက်နဂါကြီးလှတယ်ကွာကြီးရောနော်ကြောက်တော့ကြောက်စရာကြီးရငကိုင်းမပြင်းလာကန်ကောဘိုးလဲရှုပ်တော့မယ်ရောင်ကြီးငါမှဘာမှမရှိဘူးဘယ်လိုလုပ်မအော်ငါ idea တစ်ခုရငါရှင်းကောင်းမလားလို့စဉ်းစားနေကျွန်တော်ကလူယိုလူကောင်းပါခင်ဗျာဇွန်မီတောင်ထွက်လာပြီဗျို့ကဲကြပါအိုးအောင်မလေးဆက်သွားမယ်ဗျို့ဘာတွေ့အောင်မလို့ကျက်လေးတွေ့ရဗျို့အမှပဲမောင်စုရအမြင်ကပြုတ်ကြပြီးကြွသွားပါတယ်တဲ့ခင်ဗျာကျက်သားကင်းရဲ့ငါစားကြမလို့တော့မောင်ဘဲနိုင်ရောက်ရင်ငါမိုးလင်းနေတိဆောင်းရမှာလားမသိဘူးဒီနေရာကင်းတယ်နော်ကန်ကောင်းချင်တော့ကြာကြီးဆောက်လိုက်ရဗျာလက်ထဲမှာဒီအောင်ကိုင်းပြီးတော့နေဝင်လာပါတယ်တဲ့ခင်ဗျာ wow that very cool တပါကောင် try လဲပါလားမပါပါဘူးတဲ့ခင်ဗျာမပိုင် AC ပဲရောင်ကြီး9ကြော့ toothless ရောက်လာရင်9ကြော့ကျွေးပြရိုက် yeah ကဲကြပါဦးဗျို့ရောင်က drown နေကန်ငါကြွတော့ဟောရောင်ငရှင်းတွေ့လားငရှင်းအိုမဲလေးငရှင်းအမှပဲမောင်စုရငါးတွေကောင်တော့လိုက်ပြီးစားပါတယ်တဲ့ခင်ဗျာငါးသားနေပဲနဲ့အပေါ်မှာငကားမျိုးစိတ်တစ်ကောင်တွေ့ပါတယ်တဲ့ခင်ဗျာပြီးတော့ငကား2ကောင်ပြဟိုဘက်မှာလည်းတစ်ကောင်တီရောမယ်ရောက်ရေးငကားရရေကြိုက်ရှင်တော့ငကား drown လာကြိုက်သွားဟဲ့ငါသိလေဒီရပဲငါငကားအများကြီးတွေ့တယ်ငါရဲ့အိမ်မကြီးကဘာတော့ night view ကြီးရှာသွားမယ် yeah night view ကိုရှာမယ်ပြီးသွားရင်ပြောင်းပြ oh my god ခွေးရင်းတငယ်ချင်းပြန်ဟောင်းရမယ်လေကျမလူလေးမှာဒါခေတ်ကြီးလာအောင်ငါလူလေးမှာလေးဖြစ်အောင်ကြိုးစားမယ်မိုင်းတူးပါမယ်ခင်ဗျာ
မောင်စုရပဲအမှမိုင်းတွင်းနဲ့ဆင်းသွားတာမိုင်းတွင်းရအကျိဆိုတော့ဘာမှမပြောနိုင်ခဲ့ပါဘူးတဲ့မောင်စုရ CV တစ်လျှောက်လုံးဘာမှမလုပ်ဘဲနဲ့ EP1 မှာပတ်လုံနေပါတယ်တဲ့ဒီကလည်းဖိုးတောင်ရောက်သွားပြီဘာမှမလုပ်ဘူးဘာလို့ Facebook ကလာပြောပါတယ်တဲ့အော်ရောငါခုံနဲ့ခလုတ်နေရာမကြောက်ပြင်လူလုံးမျိုးတို့ခုံနဲ့ခလုတ်ကနေရာပြန်လဲမယ်ကွာခုံနဲ့ခလုတ်နေရာပြန်လဲပြီးတော့ပါဗျ yes မောင်ဆွီပတ်ကွာတော့ပြန်ဖြစ်ပါပြီမြေကြီးကိုဒီလိုပစိန်နဲ့တူးချင်းအားဖြင့်တင်လာအော်ည what the heck ရေးစီရပြင်းနေကွာညမင်းငါဟိုက်ရှိရကွာမင်းသားဆိုနှကောက်ငါကျွေးမှာငါကျွေးမှာဘာလို့အောင်သိလားနှကောက်စီးရင်ကွာကျမ်းမာရေးကောင်းတယ်သိရမလားတွေးလဲပတ်မှုဖြစ်တယ်အိုးအယူစောခွေးတွေ့ရဒါမဲ့ခွေးကူပြောက်နှကားဘာတော့အော်အပေါ်ရောက်သွားပြီရောင်ရီဆရာသမားအပေါ်ရောက်သွားပြီငါအခုကန်ကောင်းချင်တော့ဗောနော်ငါတက်ထားသည်မြငါတော့ဟုတ်တယ်ဆိုတော့ငါတွေးလိုက်တာပန်းရောက်လင်းပါရင်မို့လားအကောင်တားရှားတာတကယ်တမ်းဆိုအိတ်ပန်းရောက်နှကားရမ်းရှာတမယုံအဲ့ဒါဘာရောက်လာချက်ပါခြေထဲမှာဘလို့အိုးယောရဲဖြစ်ရဲရောင်ဟောရှားတယ်ရောင် Oh my god Oh my god found it Oh my god bro ရေရောင်ကျန်းလိုက်လားရောင် raw dragon meat ငကားသားပေါ့ bro ငကားစတဲ့ craft မြဲရာရောင်ရေကန်ကောင်းချင်းတော့တိုးမွေးရှိမြင်မပါလာပါဘူးတဲ့ခင်ဗျာမောင်ဆွီဒီကောင်လေးဘာမှမလုပ်လို့မရတော့ငါဒီကောင်ကြီးရှားတယ်ကွာသွားရောင်ရေငါတော့စားရှားတော့ရှားလူလုံးမုံငါလည်းစားရှားတော့စားလက်လွတ်လိုက်မလားတော်ကွာလက်လွတ်လိုက်ပါမယ်ဒီငါးယူငါပဲတင်ထားတော့နော်မဲမောင်ဆွေရစူးစားပြီးတော့ပတ်သွားမယ်ဆိုသူရဲ့ adventure ကိုစပါတယ်ကျုံပြို့ကျွန်တော်ညဖြတ်ကျော်ပြီးထားမှာပေါ့နော်ညလုံးကျွန်တော်ပတ်သွားလာဗျဒီစဖာနာရဲ့လေကြော်ရဲ့ဝေးသွားလာရနောက်ဆုံးတော့ကျွန်တော်သွားချင်တဲ့ plan file ကိုရောက်ပြီပြန်လုံးသွားလာသိရမလားကျွန်တော်အစားမစားကြီးမတော့အဲ့လိုမျိုးသွားပြီးတော့ဒီနေရာရောက်ကျွန်တော် response ဆက်လိုက်တာပဲဗျကျွန်တော် cave တစ်ခုလည်းတွေ့ထားပါတော့နောက်ပြီးတော့ကျရင် cave တဲလည်းဝင်မယ်ဒီ crown cook ငါကအခုပဲထိန်းလိုက်တော့မှဗျာပြင်းတယ်ဝါစာနော်ဝါစာထားအောင်ယေးကောင်းနာမည်ဘယ်လိုပြလိုက်မလဲတုံမီ yeah this တုံမီဟုတ်ကဲဒီနေ့ပြီးတော့ဒီတော့ပါဗျာနောက်ပြီးတော့ကြာပြန်တွေ့မယ်အားလုံးပဲ goodbye bro